ရွှေပကံရွှေနဂတ်တွေကိုမစင်မြန်ပဲပြည်သူအကျိုးသေးဖို့ကတိမ်မောင်းတောင်းချီလူတန်းနေဇွဲထက်ရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နဲ့လောကကြီးမှာရွှေငွေစည်းစိမ်ဥစ္စာတွေဆိုတာကတည်မြဲခြင်းတရားမဟုတ်ပဲကုသိုလ်ကောင်းမှုတွေကသာကိုယ်နဲ့မခွဲမကွာအမြဲတမ်းရှိနေမယ်ဆိုတာကိုဇွဲထက်ရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နဲ့ကတေချာစွာသိရှိသွားခဲ့ပါတယ်။ရုတ်တရက်ငလင်ဘေးကြီးကိုကြုံတွေ့ရတဲ့အခါမှာပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေဆိုတာကမျက်စိတမိတ်အချင်းမှာပျောက်ကွယ်သွားခဲ့ရပါတယ်။ဒါကြောင့်တဝေကရသွားတဲ့ဇွဲထက်ရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နဲ့ဟာဆိုရင်ဂုံပကတနာတွေရွှေငွေဥစ္စာတွေကိုမမောတော့ပါဘူး။ပြိုကျသွားခဲ့တဲ့မစိုးရိမ်ကြောင်းတက်ကြီးကိုလည်းအသည့်အတိုင်းပြန်လည်တိစောက်စေနိုင်ဖို့အတွက်တိမ်ပေါင်း9,000မကတသိန်းဖြစ်လေအကုန်ကြခံပြီးလူဒန်းပါမယ်လို့ကတိပေးပြောကြားခဲ့ပါတယ်။ဒီလိုလူဒန်းတဲ့ခါမှာနိုင်ငံကျော်ရွှေဆိုင်ပိုင်ရှင်တထေးတွေပဲဆိုပြီးဂုံတွေထုတ်ကြတာမျိုးမရှိပဲရွှေနဂတ်ကလေးတရံတောင်မဝစ်စင်ပဲပြည်သူတွေရဲ့အပူမီးကိုမျှဝေခန်းစားပြီးတော့လူဒန်းကုသိုလ်ယူနေရကိုတွေ့ရပါတယ်။ဒါတင်မကတချို့သောရွှေဆိုင်ပိုင်ရှင်တွေလိုမျိုးရွှေပကံကြီးတွေနဲ့ထမင်းစားပြပြီးဂုံမောက်မာနေရမျိုးလည်းမရှိပဲတာမန်စတီးစလုံးလေးတွေနဲ့ထမင်းစားပြီးတော့သူတို့ရဲ့ရိုးသားဖြစ်စဉ်မှုတွေကိုချပြနေခဲ့ပါတယ်။တကယ်တော့လောကကြီးမှာရွှေငွေဥစ္စာတွေဆိုတာကအပေါ်ယံနေတာဖြစ်ပြီးမတည်မြဲကြောင်းသဘောတရားကိုနားလည်သဘောပေါက်သွားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေရဲ့အကျိုးကိုတည်ဖို့ပြီးတိမ်ပေါင်းတောင်းချီလူတန်းပြီးတော့ကုသိုလ်ဒါနတွေလက်ဆင့်ကမ်းနေရဆိုတဲ့ရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံပေါ်မှာပြည်သက်ကြီးတို့အနေနဲ့ရောလေးစားမိကြပါသလားရှင်။